ကိုတွေလည်းကိုတကယ်ချစ်မြတ်နိုးတဲ့သူကိုရွေးချယ်ပိုင်ခွင့်ရှိခဲ့တယ်လို့ပဲသူတို့ကလည်းသူတို့ချစ်မြတ်နိုးတဲ့သူကိုရွေးချယ်ပိုင်ခွင့်ရှိခဲ့တာပဲမဟုတ်လားနှလုံးသားချင်းထပ်တူမကြတဲ့အခါနာကျင်ရပြီမဲ့သူ့ရဲ့ရွေးချယ်မှုမှာကိုမပါခဲ့ရင်တောင်အဝေးကနေကြည့်နေရုံပဲတတ်နိုင်တော့တယ်မဟုတ်လားတကယ်တမ်းကျတော့ဘယ်သူမှမပြည့်မရှိပါဘူးတေချာပြန်စဉ်းစားကြည့်ရင်လူတိုင်းကနှလုံးသားရဲ့ရွေးချယ်မှုနောက်ကိုပဲလိုက်ခဲ့ကြတာမဟုတ်လားသူတို့ကလည်းသူတို့တကယ်ချစ်တဲ့သူသူတို့အနားမှာရှိစေချင်ခဲ့တဲ့သူကိုပဲသူတို့ရွေးချယ်ခဲ့မှာပေါ့အချစ်ဆိုတာကစီခိုင်းလို့ရတဲ့အရာမဟုတ်တာဟိုကသူ့ပေါ်မှာတော့ပဲကောင်းပြီးတစ်ဖက်သူရဲ့နှလုံးသားကကိုယ်စီမှာရှိခဲ့ရင်အရာလုံးအပူတွေပဲဖြစ်သွားတတ်ကြတယ်ချစ်ချင်းမေတ္တာတွေတူမကြတဲ့အခါရွေးချယ်မှုတွေမတူကြတဲ့အခါတရားအလုံးကလက်ခံဖို့အကျဉ်းကျတဲ့ဟုတ်လား